တာအမှန်တမ်းပြောမယ်ဆိုဒီတပင်စတားမှာစပြီးတော့ကိုတင်မောင်နဲ့စုံတွေ့ပြီးတော့ရင်းနှီးခွင့်ရပါတယ်အကိုကလည်းတားကိုလည်းညှောက်စားပေးပါတယ်နောက်တားရဲ့အနုပညာဟိုလိုကဆိုရင်တားရန်ကုန်မှာဇက်တွေထောင်ခဲ့ဘူးတာကိုဖူးချစ်ဆိုပြီးတော့ထောင်ခဲ့ပြီးတော့တားမန္တလေးဘက်မှာသွားကနေတဲ့အတွက်ပျောက်သွားတယ်နာမည်အခုမှဖူးချစ်ဆိုတာသတင်းဟိုပြန်ပြီးတော့ထွက်လာတဲ့အချိန်မှာအကိုတော့တားကိုနေရာတစ်ခုရောက်အောင်ဆိုပြီးတော့ သူကပို့ပေးတာပေါ့နော်ပြောမှဆိုအောင်မြင်ကိုလမ်းကြောင်းလေးကိုလုပ်ပေးပါတယ်အခုလည်းအကိုပြောထားတဲ့အတိုင်းစီမံထားတဲ့လမ်းကြောင်းပေါ်မှာကျွန်တော်ရှောက်နေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါမင်္ဂလာပွဲကင်းနှစ်ပါဟုတ်ကဲ့ကျွန်တော်ပထမဦးဆုံးပြောပြမှာလားကျွန်တော်တို့ကိုကြော်လေးကြော်ပေါ့နော်အဲ့မှာဒါလို့ကပြပြီးတာနဲ့ကျွန်တော်တို့အစီအစဉ်နဲ့အနောက်မှာအများကြီးကြံနေတယ်ဒါပေမဲ့ကျွန်တော်တို့ကကိုတင်မောင်နဲ့အတူနှစ်ပါးသွားခံလာမှာကျွန်တော်တို့ဖြောပြဖို့အစီအစဉ်လုပ်ထားပါတယ်ဟုတ်ကဲ့တင်မာလည်းကခဲ့ပါတယ်တင်မာလို့ဆိုအစီအစဉ်တော်တော်များပါတယ်အခုကနှစ်မှာလည်းအစီအစဉ်ဒါတမျိုးနဲ့တမျိုးမတူအောင်လို့တော့အမျိုးထွင်ထားပါတယ်ဟုတ်ကဲ့ဒီမှာတော့ဟိုပြောရမယ်ဆိုရင်ကိုတင်မောင်ချမှတ်ထားတဲ့အတိုင်းပေါ့နော်ဆရာတင်မောင်ချမှတ်ထားတဲ့အတိုင်းဒါလို့သွားမှာပါနီးစနစ်တိုင်းတားရဲ့ဟိုပညာတော့တိတ်မပါသေးဘူးပေါ့ဒါပေမဲ့နှစ်ပါးသွားကဏ္ဍမှာတော့ဒါတို့တွေတူးချင်းတော့ထုတ်ပေးပါမယ်ဟုတ်ကဲ့အတိုင်းတက်လုံဝမ်းသာပါတယ်ခင်ဗျနောက်ပြီးတော့ရင်ထဲမှာလည်းကိုဝမ်းသာပါတယ်အဲ့လိုလုပ်ရတဲ့အတွက်အတိုင်းတက်လုံဝမ်းသာတဲ့ပြင်ရင်ထဲခုန်ပါတယ်ဟောအနုပညာသမားတယောက်ဖြစ်ပြီးဘာကြောင့်ရင်ခုန်တယ်လို့မေးရင်ကျွန်တော်တို့အနုပညာသမားတွေကနော်အပြစ်မဖြောပြတာတက်စင်မောဖြောပြတာနဲ့အများကြီးကွာဟပါတယ်အခုလိုပိတ်သက်တွေနဲ့အထူးတလေရန်ကုန်ပိတ်သက်တွေနဲ့ထိတွင်းရတာပေါ့နော်အမြဲလို့ဆရာတင်မောင်ရဲ့အနောက်မှာဒါလိုကောက်ခွင့်ရတဲ့အတွက်ဝမ်းသာပါလေဂုံလေးယူပါတယ်ခင်ဗျဟုတ်ကဲ့ဆရာကိုတင်မောင်ကနော်နောက်တက်မမင်းသားတွေကိုအစမြင့်ပေါ်တင်ပေးတယ်သူရဲ့စေနာမေတ္တာတွေနဲ့ပေါ့ဒါတို့ကိုပြိုးတော့ပေးပါတယ်ဒါတို့ကလည်းတစ်ဖက်တစ်လမ်းကနေကိုရတဲ့အခွင့်အရေးပေါ်မှာလည်းစူးစမ်းမှုတွေနဲ့အမြဲတမ်းလို့ဟိုအတက်တရောပေါ့နော်ဒါတို့စူးစမ်းလေးရပါနောက်ပြီးတော့လည်းဆရာဟိုတစ်ခါတော့ပထမခြေလမ်းမှာတော့ဒီဘောကတက်မှာတော့ဆိုရင်ဒါနှစ်ပါးသွားမှာပကံလှည့်ပြီးတော့ပေါ့နော်ခြီတိုးလေးတွေကစားပြသွားတယ်အခုတည်းနှစ်ပါးသွားမှာနောက်တစ်မျိုးလေးပေါ့နော်နှစ်ပါးသွားကဏ္ဍမှာလည်းဖြောပြမှုရှိပါတယ်ဒါကတော့တခုလေးလှိဝက်ချက်တွေပေါ့နော်ဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်ခန်းစားချက်ကတော့ဘယ်လိုပြောအမှန်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ကအပြင်မှာလိုက်ကနေတော့ဖြာတွေနဲ့အဲ့လိုအားပေးတာတော့ဒါခန်းစားချက်တစ်မျိုးအခုကျတော့ခိုးတွေနဲ့တီးတန့်ကြီးလှုပ်လိုက်တဲ့အတွက်ဒါကရတတစ်မျိုးခန်းစားရပါတယ်ဘာဖြစ်လို့ဆိုတော့ဒါကတီးချကျင်းပတဲ့ပွဲပုံစံဖြစ်နေတဲ့အတွက်အပြင်မှာဆိုရင်ကျွန်တော်တို့ကဖြာတစ်ချက်ကိုဘလောက်လာရောက်ကြည့်ကြလဲရွာသားတွေတို့အမျိုးသားတွေလာကြည့်ကြလဲအခုကျတော့ကျွန်တော်တို့စီတိုနာဟိုတယ်မှာကျင်းပတဲ့ပွဲကြတော့တီးချလေးခုတ်လေးနဲ့ပေါ့စနစ်တကျဆိုတော့အဲ့ဒါရတတစ်မျိုးလေးခံစားရပါတယ်ဗျပြောလဲပြောပါတယ်ဟိုကပြိတ္တတွေကြာအချစ်ကြတယ်နော်ဟုတ်တယ်နှစ်သက်ပဲထင်တယ်ဟုတ်ကဲ့နေပိသက်ကြတော့ဘယ်လိုပြောမလဲဆိုသူတို့ကရိုးစင်းတယ်ဗျသူတို့ရဲ့အရှိတိုင်းသူတို့ပြောတယ်သူတို့တွေချစ်တာဆိုအဲ့လိုပေါ့လူကြားလိုက်ကြရင်နန်းတယ်စူချတယ်အဲ့လိုဆွဲလိုက်ရလာအဲ့လိုလှုပ်တာထားသူတို့ရဲ့ချစ်တာကိုဖော်ပြတာပါရိုးသားမှုကိုဖော်ပြတာပါခင်ဗျဟုတ်ကဲ့ကိုယ့်ရဲ့သားမျိုးကြောင့်လည်းနည်းနည်းမိတ်ဆက်ပေးပါဟုတ်ကဲ့ပါကျွန်တော်ကတော့အခုဆိုရင်ကင်ပြည်နယ်မွန်ပြည်နယ်လက်ရကจิตဝေးရအဖအုံမို့စေရဲ့ဒါလို့ပြောမှဆိုရင်တော့ဒါမြင့်မြင့်ပေါ့နော်ဘာလို့ဆိုတော့အဖရဲ့အမွေကိုလည်းထိတ်သိမ့်နိုင်အောင်လည်းဒါစူးစမ်းနေပါတယ်အဖကတော့မရှိတော့ပါဘူးเนาะအဖအုံမို့စေဆိုလားတပင်တစ်ခေတ်မှလို့ပါဆိုချီတိုးမင်းသားကြီးဂျုံမင်းသားကြီးဆိုပြီးတော့နာမည်ကြီးခဲ့ပါတယ်အခုတော့ဒါကလည်းအဖရဲ့ချီအောင်မမီတော့မှအဖရဲ့ဟိုအဆင့်လေးကိုဒါတနေရာကိုရောက်အောင်လို့ဒါစူးစမ်းနေပါတယ်ဟုတ်ကဲ့ပါအဲ့လောက်ဒါကဘယ်လိုဖော်လို့လဲဆိုအခုဆိုရင်ဒါနောက်ရိုက်ကူကြီးတွေရှိပါတယ်နှစ်ပါးသွားကဏ္ဍလေးတွေကိုပါတယ်အချိန်ကြရင်အဖရဲ့အကလေးတို့မကြိုင်ကလာမှာလည်းကျွန်တော်ရိုက်မှုရှိပါတယ်အစီအစဉ်လေးတွေအဲ့လာတွေကတော့အချိန်ကိုယူနေရပါเนาะဘာလဲဆိုတော့အဲ့မရိုက်မှုတွေကျွန်တော်မူမီနာတက်လာတဲ့မင်းသားရောက်ဖြစ်တဲ့အတွက်ကျွန်တော်မွန်ယူရအကလေးတွေပေါ့เนาะအဲ့လိုခြီတိုးကလေးတွေနောက်မွန်တချင်းလေးတွေနဲ့နောက်ပြီးတော့ကျွန်တော်ကျိုးတန်းလို့ခုနကဒီမှာတောင်းဆိုထားတဲ့အကလေးတွေပလင်းပေါ်မှာကစားတာတွေနောက်ပကံတွေလှည့်လာတွေတို့အစုံပေါ့အဲ့လာတွေကိုကပြမှုရှိရင်ဆွဲထားပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးအနောက်မှာကျွန်တော်တပည့်လေးတွေကမြင်းမြတ်ဆိုင်နဲ့ကကြမှာပါအကုန်လုံးဟုတ်ကဲ့ဟုတ်ကဲ့အဖမှီလိုက်ပါတယ်ကျွန်တော်ရွှေစိတ်ရတဲ့နှစ်အဖကတားဟိုအကလေးပေါ့နော်မရဆိုရုပ်သေးအကလေးကိုတားကိုပြခဲ့တာတော့ကြာမှတ်မိတယ်အဲရုပ်သေးအကတွေကသူ6ချောင်းကိုရိုက်ပြီးတော့ပြစ်ချလိုက်တာအဲရုပ်လီလိုပဲကြာနေအကလေးအဲ့လာလေးနဲ့တားပြိုင်တာစုတော့ရပါဘောရွှေစိတ်စုကိုရခဲ့တယ်ဒါပေမဲ့အဖပြောခဲ့တဲ့စကားတော့ဒါမှတ်မိပါတယ်အနုပညာကိုအနုပညာနဲ့သူအောင်စူးစမ်းတယ်ပိတ်သက်ကိုချစ်အောင်လုပ်တတ်ရတယ်တဲ့အနုပညာအဲ့လာလေးနဲ့အတူတားကလည်းအခုစင်ပေါ်မှာကတဲ့ချီကြရင်ပြုံးလေးအမြဲတမ်းပြုံးနေအောက်မှာဘယ်လောက်ပဲစိတ်ညစ်ညစ်စင်ပေါ်ကြရင်အမြဲပြုံးတော့သူများတွေတော့မှအေးပါစမိုင်းနဲ့အမြဲပြုံးနေတဲ့မင်းသားဆိုပြီးတော့လာချီးမွမ်းကြပါတယ်ဟုတ်
အုံဖူးချစ်ဆိုတာကျွန်တော်ကိုအုံမို့စိအုံလက်စိအုံချစ်စိအဲ့လိုပေါ့နော်အုံမျိုးအုံတွေကစင်းတက်လာလို့အုံဖူးချစ်ဆိုပြီးတော့လူတိုင်းခေါ်ကြတာအမှန်တိုင်းပြောမယ်ဆိုရင်အဲ့လားအုံဖူးချစ်ဆိုပြီးတော့တားကိုနာမည်စပေးကြတာပါအခုတော့နာမည်ကရန်ကုန်ရောက်မှာပဲဖူးချစ်ဆိုပြီးဖြစ်သွားဟုတ်ကဲ့အရင်နာမည်ကဖူးချစ်အုံဖူးချစ်ပါဒီလိုပါသူတို့စနောက်နေကြတာဘာဖြစ်လို့ဆိုတော့တားကိုအုံဖြောက်ထားလို့ဖူးချစ်ဆိုတာအခုမှသိကြတာလေအဲကြောင့်အုံဖူးချစ်ဘာဖြစ်လို့အုံမထဲတာလဲပေါ့အဲကြောင့်အုံချစ်ဆိုလဲဝိုင်းစနေကြတာပျော်စရာကောင်းပါလေတားလို့ကဓမင်းစတားအဖွဲ့တွေဒီနှစ်မှာလည်းဓမင်းစတားကလည်းမကြိုင်ကားလာမှာလည်းကျင်းပတော့မှာပါဟုတ်ကဲ့ဟုတ်တယ်ရိုးဝါးကြီးလို့ပြောရမယ်ဆိုဒါတွေကသားလို့ရအမြဲလို့ဇက်ကတိုင်းကလူးနေရတဲ့အတွက်ဒါလေးကတော့မထူးဆန်းတော့ဘူးပေါ့နော်တညဆိုရင်သားလို့တွေမိတ်ကလူးလိုက်ဖြက်လိုက်လူးလိုက်ဖြက်လိုက်လူးလိုက်ဖြက်လိုက်နဲ့ဒါကဖြက်လိုက်နဲ့တနေ့အမိုက်ကမနေဘူးပဲဖြက်ယူနဲ့အဲ့တော့တောင်းမှာပြဆက်ဆိုပြဆက်မိတ်ကစီရဲ့နှစ်ပါးဆိုနှစ်ပါးမိတ်ကဂျားထဲမှာကပွဲဆိုကပွဲမိတ်ကနောက်စတိတ်ရှိုးဆိုရင်စတိတ်ရှိုးမိတ်ကနှစ်ပါးလေးလူးပြီးတော့ပေါင်တန်လေးရိုက်တာပေါ့မြန်မာသားဆိုမြန်မာသားအဲ့လိုတွေလူးလိုက်ဖြစ်လိုက်နဲ့တောက်လျှောက်လုံးနေရတော့ယူနေပါပြီဟုတ်ကဲ့ကိုယ်တိုင်ပြည့်တတ်ပါတယ်ဒါပေမဲ့တာဝန်ခံစရာတခုကတော့မိတ်ကပ်ပြင်းတဲ့ထဲမှာမျက်ခုံမစိုးတတ်ပါဘူးဒါအမှန်တမ်းပြောမယ်ဆိုဒီတပင်စတားမှာစပြီးတော့ကိုတင်မောင်နဲ့စုံတွေ့ပြီးတော့ရင်းနှီးခွင့်ရပါတယ်အကိုကလည်းတားကိုလည်းညှောက်စားပေးပါတယ်နောက်တားရဲ့အမှုပညာဟိုလိုကဆိုရင်တားရန်ကုန်မှာဇက်တွေထောင်ခဲ့ဘူးတာကိုဖူးချစ်ဆိုပြီးတော့ထောင်ခဲ့ပြီးတော့တားမန္တလေးဘက်မှာသွားကနေနေတဲ့အတွက်ပျောက်သွားတယ်နာမည်အခုမှဖူးချစ်ဆိုတာသတင်းပြန်ပြီးတော့ထွက်လာတဲ့အချိန်မှာအကိုတော့တားကိုနေရာတစ်ခုရောက်အောင်ဆိုပြီးတော့ သူကပို့ပေးတာပေါ့နော်ပြောမှဆိုအောင်မြင်ကိုလမ်းကြောင်းလေးကိုလုပ်ပေးပါတယ်အခုလည်းအကိုပြောထားတဲ့အတိုင်းစီမံထားတဲ့လမ်းကြောင်းပေါ်မှာကျွန်တော်ရှောက်နေပါတယ်ဟုတ်ကဲ့ဟုတ်ပါတယ်နာမည်တလုံးကမူပြည်နယ်မှာကျွန်တော်နာမည်ဖူးချစ်ဆိုရင်လူတိုင်းသိပါတယ်အဲ့ရရင်နာမည်ရတော့ရန်ကုန်ကလာခေါ်တယ်ကျွန်တော်စေနာတပင်ဦးမြင့်ကိုဒေါ်တူးတို့ကရင်ဖူးချစ်ကိုဆိုပြီးသားကိုဇက်ထောင်မှုအတွက်ပြောမယ်ဆိုရင်ဥစုံဝမ်းကထောင်ပေးတာပေါ့နော်အဖေဦးမြင့်ကိုနဲ့ဒေါ်တူးတို့ကရင်ရင်းနှီးနဲ့ဝိုင်းပြီးတော့ထောင်ပြီးတော့ဖူးချစ်တပင်ဆိုပြီးစထောင်ခဲ့ပါတယ်အဲ့ရရင်စပြီးတော့ကျွန်တော်ရဲ့မွေးစားအမေဖြစ်တဲ့နော်ဒီကျွန်တော်ဘကူကအမေပေါ့နော်ဒေါ်လှလှကြီးဆိုတဲ့အမေကစပြီးတော့ကျွန်တော်ကိုဇက်ထောင်ပေးပါတယ်အဲ့ရရင်2နှစ်လောက်ကပြီးရတယ်ကျွန်တော်မန္တလေးပဲရောက်သွားတာပါအကုန်တော့ပေါ့ထောင်နဲ့ချီကုန်တယ်ဟုတ်ကဲ့ဟိုလိုကပတ်စံထောင်နဲ့ချီဆိုအခုဆိုတော့တောင်းနဲ့ချီဖြစ်မှာပေါ့ဟုတ်ကဲ့ဘယ်လိုပြောမလဲဆိုတော့အဲ့လိုကကျွန်တော်ဟိုနားမလဲဘူးသိပြီးတော့ဘာလို့နားမလဲဆိုတော့အဲ့တော့ကရင်ပြီးရောကရန်ပြီးရောရှုံးတာတွေမြက်တာတွေကျွန်တော်နားမလဲခဲ့ဘူးကျွန်တော်သုံးပြုံးခဲ့တယ်နောက်အဲ့လိုပေါ့ကခဲ့တယ်ပတ်စံမြက်လာတွေရှုံးတာတွေတော့မသိဘူးကျွန်တော်ကရကျင်းတဲ့လူဆိုတော့အဲ့လိုအကြောင်းနားမလဲအခုမှသိရတယ်အခုမှပတ်စံရင်တန်မိုးသိသွားတယ်ဟိုလိုကအော်ငါမှားခဲ့ပါလားငါဖြုံးခဲ့ပါလားဆိုကိုသိတယ်နောက်လည်းရတယ်အခုချိန်မှာကျွန်တော်ဇက်တော်မိုးဆိုတာလည်းမလွယ်ဘူးလေအဲ့ဒါကြောင့်မို့ကျွန်တော်လေးပြန်ပြီးတော့ဇက်တွေပြန်ကကျင်တာတော့အမှန်ပဲပါဟုတ်မဟုတ်ဘူးရှိပါတယ်ပွဲတိုင်းလူလိုတော့မမြက်ပါဘူးမျက်နှာဆိုတာကန်ထွိုက်ပွဲတွေဆိုရင်ဒီမင်းနာကိုကြိုက်တယ်လားငားတယ်ပတ်စံဟိုဒီတော့တယောက်တက်နိုင်တယ်သူတို့ဆိုရင်ဒါလို့ကမရှုံးပေါ့ဆိုရင်အဲ့ရလဲငွေနဲ့ကျွန်တော်ပြန်စုရတယ်ကိုယ့်အကိုသွင်းတဲ့ပွဲဆိုရင်တော့နည်းနည်းရှုံးတာရှိပါတယ်ဟုတ်ကဲ့ရှိပါတယ်အမြဲလိုကနေတော့နေရာဆိုရင်ဒါလို့တနေ့တစ်ခါရောက်နေကြနေရာဆိုရင်သူတို့လာမငှားရင်တော့မကောက်ကိုသွားကတာလေအဲ့နေရာကြရင်တော့ရှုံးတာတွေပါလေရှိပါတယ်ဟုတ်ကဲ့ရှိပါတယ်အဓိကလည်းလွမ်းတာတော့ဒါမွန်ပြည်နယ်ပေါ့မွန်ပြည်နယ်ဘာဖြစ်လို့ကိုမင်းသားဆက်ဖြစ်တဲ့နေရာမွန်ပြည်နယ်ပါခင်ဗျဒါကိန်းပြည်နယ်ကနိုင်ငံတော်ရွှေစိတ်ရပြီးတော့မွန်ပြည်နယ်မှာခေါင်းဆောင်မင်းသားဖြစ်တာအဲ့ရရန်ကုန်ကရင်တောင်းနာမည်ပြီးတယ်အခုမန္တလေးမှာလည်းကျွန်တော်ပိတ်သက်နေနေဦးပဲအဲ့လိုမန္တလေးကလည်းပိတ်သက်တယ်လွမ်းပါတယ်EAOတိုင်းအခုကတော့ကျွန်တော်ကိုထောက်ပံ့ပေးတဲ့အတွက်EAOပိတ်သက်ကိုလည်းလွမ်းပါတယ်ရန်ကုန်ပိတ်သက်ဟောလေရန်ကုန်ကလည်းကိုမွေးဖွားပေးခဲ့တာလေမေ့ပါဘူးဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်မပူးချစ်လေးပိတ်သက်တန်ဟိုတော့ဒုတိယတစ်ခေါက်ပြန်လည်ဝင်ခွင့်ရတဲ့အတွက်ဆရာတွေမိဘတွေအားလုံးကိုဒီရပဲဒါကြောပါတယ်ပိတ်သက်ကြီးကိုလည်းဂါရပြုပါတယ်เนาะအသားကိုလည်းအားပေးပါနောက်ပူးချစ်အစင်တော်ကနဲ့ဒီတက်မကအောင်မြင်အောင်ကြိုးစားပါမယ်လို့ခရီးစကားဆိုရင်လည်းနှုတ်ဆက်ဂါရပြုခဲ့ရပါစေကျေးဇူးအများကြီးတင်ပါတယ်